အခုမှနည်းနည်းလင်းလာတာခုကနောက်မှပို့ရင်ပို့ပေးလိုက်မို့တော့လင်းမောင်ချိန်လို့မရလို့ခုမှနည်းနည်းလင်းလာတာအများကြီးပဲဆက်ချက်ကိုကျောင်းသားတွေအများကြီးပဲစတဲ့သားတွေလည်းအများကြီးပဲဒီအတွင်းထဲကိုရိုက်တဲ့ချိန်မှာမကြည့်တာလေဟိုကင်မရာတွေကအဲ့ဒါကျွန်တော်တို့ဒီဟာလေးနဲ့ဆိုလည်းကြည့်ရတယ်ကြာနည်းနည်းအထက်ကိုနည်းနည်းတို့ကင်မရာနဲ့ကြည့်တယ်မမြင်ရလို့အခုမှလင်းလာတယ်ပါလေကျွန်တော်မှောင်နေတော့မမြင်ရလို့အများကြီးပဲတဝက်ကျော်လောက်မှဆန်းရတာဥပဒေမပြီးသေးဘူးစီနေတယ်ဆိုတော့ဟောတော့ဝါစင်းလိုက်ပါဆင်ထားတာဆိုတော့ဝါစင်းလိုက်ကိုဟိုတက်အရွယ်ရအကုန်လုံးဆင်ထား